တို့ဖားတို့အပြင်ပေါ့ဒီမှာဒီဟိုမှာကျွန်တော်ဒီမှာတတိထားမိလိုက်တယ်ဟိုမှာကိုလာကြီးနဲ့ဒီအင်တာဗျူးမလုပ်ခင်ဒီချင်းချောင်းမေးကြည့်တဲ့အချိန်မျိုးမှာဟိုလာရှိသေးတယ်ဒီမဆမ်းမရဲ့အာယူမှုစနစ်ကြောင့်ဟိုအတန်းဟုတ်တယ်ဒါဘယ်လိုမျိုးလေးလဲအဲ့ဒါလေးပြောပြပြီးတော့လားကိုလာကြီးကပြန်မှာပြောပြကျွန်တော်လည်းသိတာကျွန်တော်လူမျိုးလည်းပြောပြချင်တာဟုတ်တယ်ဟုတ်တယ်ပြောပြအောင်လက်ဆိုနာချင်ရတဲ့ခဏတည်းပဲခါရမလက်တွေဖြည့်စီရမဲ့လေအစေကပါစာကက်တွေနာချင်ရတဲ့ခဏတည်းပဲခါရမလက်တွေဖြည့်စီရမဲ့လေအစေကပါစာကက်တွေဒီ recording ဆရာကြီးပေါ့နော်ကိုစီ engineering ပေါ့နော်ဟိုသူဆိုရင်ဟိုသူ့ရဲ့ဒီပြီးခဲ့တဲ့ episode မှာဆိုကျွန်တော်မေးခွန်းထုတ်တော့မှာပါလေဟိုကျွန်တော်တို့ကဟိုဖမ်းကျင်တဲ့အတန်းလွဲလို့ကျန်တဲ့အတန်းအကုန်မိရဲဆိုတော့ပစ္စည်းမျိုးနဲ့ဖမ်းရတဲ့အချိန်မှာကြုံရတဲ့အခက်အခဲလေးတွေပြောပြပါဒါတမျိုးပြောင်းပြီးတော့ဖြစ်သွားပြန်အဲ့ဒါလေးရပါလိမ့်နော်ဒါစကလုံးဆက်လာဆိုတော့တမျိုးလေးဆန်းသွားတယ်ဒါလည်းဆိုအတန်နဲ့တက်ဖြစ်သွားနှစ်ယောက်ဆိုနေတဲ့အတန်မျိုးအဲ့လိုမျိုးဖြစ်သွားအကြိုင်ဒါပေါင်ရက်လေကိုလိုက်ဆိုလို့ချင်းလုတ်ပြန်ပြီမိုက်ကအတန်နဲ့တက်ဖြစ်နေတယ်နော်ဆိုလို့ချင်းချတယ်တကွက်ကွက်နဲ့လုတ်ကြည့်ပါအောင်နောက်ကြည့်ပါဟယ်လိုလုတ်ကြည့်ပါအောင်ဗာညာအဲ့ဒါတခုပြီးတော့အဲ့ဘလူးဟာဖြစ်ပြန်လဲဆိုတော့အဲ့ဆိုတာစောနာဒီ recording ဖမ်းနေပါ software ပဲအဲ့ဒါဖြစ်အဲ့ဒါအကုန်လုံးရှင်း wide ဆိုတဲ့အချိန်မှာ laptop ရက်သွားပြန် CPU မနိုင်ဘူးဆိုတော့အဲ့လိုခက်ခဲအဲ့လိုခဏဖြစ်တယ်ပြီးကြလို့ရှိရင်ဒီနောက်ခံအတန်လေးတွေပေါ့နော် harmony လိုက်ကြharmony မလိုက်သေးဘူးလို့ပြောထားတော့ပတ်ဝန်းကျင်တားထားတော့ပရစ်တို့ဖားတို့ပါသူကလည်းပါရင်တော့အဲ့လိုမျိုးထအော်တာ harmony လိုက်အောင်မသိသေးဘူးဆိုတာတော့မရဘူးသူကအဲ့လိုလိုက်ထည့်ပြီးတော့အဲ့လိုခက်ခဲလေးရှိပါတယ်ဟိုအဲ့မှာအဲ့ပရစ်တို့ဖားတို့အပြင်ပေါ့ဒီမှာဒီဟိုမှာကျွန်တော်ဒီမှာတတိထားမိလိုက်တယ်ဟိုမှာကိုလာကြီးနဲ့ဒီအင်တာဗျူးမလုပ်ခင်ဒီချင်းချောင်းမေးကြည့်တဲ့အချိန်မျိုးမှာဟိုလာရှိသေးတယ်ဒီမဆမ်းမရဲ့အာယူမှုစနစ်ကြောင့်ဟိုအတန်းဟုတ်တယ်ဒါဘယ်လိုမျိုးလေးလဲအဲ့ဒါလေးပြောပြပြီးတော့လားကိုလာကြီးကပြန်မှာပြောပြကျွန်တော်လည်းသိတာကျွန်တော်လူမျိုးလည်းပြောပြချင်တာဟုတ်တယ်ဟုတ်တယ်ပြောပြအောင်လက်ဆိုအမဆိုလို့ရှိရင်ဒါပဲခြေထောက်ပုတ်တာတို့ကခြေထောက်ဒီခြေထောက်နင်းတာအဲ့လိုမျိုးပဲတမ်းမိပါညာမလုပ်အောင်နော်မိုက်ကဟိုဖမ်းတယ်ဆိုတော့ဟုတ်ပြီမောင်လေးโอเคရတယ်အမကဖြစ်တယ်တတိထားမယ်လို့ဆိုတော့မိုက်ကိုတခြားကင်ထားလက်နှစ်ဖက်လုံးကင်ထားတဲ့အချိန်မှာလက်မလုတ်တော့ဘူးဆိုပြီးတော့ကျတော့ record ဆိုချလိုက်တဲ့အချိန်မှာခရတိုင်မြဲခြေထောက်ကိုရောက်သွားတာခြေထောက်ရောက်သွားခြေထောက်အဲ့အမငုတ်တို့ထိုင်လိုက်တော့လို့ဆိုတော့ကျတော့ဘယ်လိုဖြစ်လဲဆိုတော့မိုက်ကိုမိုက်လက်ညှိုးမှာရောက်အကိုကျိုးတုတ်ပြီးသက်သွင်းခံမဲ့သဘောမျိုးဖြစ်နေရပါလားကင်တာဆင်ပြီးတော့အဲ့လိုမျိုးဖြစ်သွားအဲ့လိုမျိုးခက်ကလေးအဲ့လိုမျိုးလေးတော့ရှိပါတယ်ဟုတ်ကဲ့အခုဒီမှာတော့ဒီတချင်းဆိုရင်တော့เนาะကျွန်တော်ဒါကတော့ဒီတော်လိုင်းရဲဘော်လေးเนาะဟိုတာဝန်ယူရတာလေးဒီကျွန်တော်တနေရာထဲမှာစုပေါင်းပြီးတော့မှတရင်တစ်ခုတော့ဒီတနေရာထဲမှာရှိပြီးတော့မှတာဝန်ယူကြရတာမဟုတ်ဘူးเนาะဟိုတယောက်တနေရာစီတယောက်တနေရာစီဟိုเนาะဒါဆိုရင်ဒါဟိုဆန္ဒပြောလိုက်တယ်ဒီကျန်တဲ့အမျိုးသမီးတေးတန့်ရှင်နှစ်ယောက်ဆိုဟိုဖုန်းနဲ့အတန်သွင်းရအောင်ကျွန်တော်မသိလို့မေးချင်တာတရင်လုံးမှာမိုက်ကတစ်လုံးပဲရှိရလားမသိဘူးဟုတ်အဲ့တော့ငားတာပြန်တောင်းနေပြီကောင်းတယ်ဗျာဟိုဟာတာလေးပေါ့နော်အခုဟိုရဲဟုတ်ခွေးတို့ဒီမိကောက်တို့ရှိတဲ့ဘက်မှာဆိုသူအတန်လုံတဲ့အခန်းလေးရှိစတူဒီယိုရှိတယ်မိုင်းမရှိစတူဒီယိုရှိတယ်မိုင်းမရှိသူကမိုင်းမရှိကျွန်တော်ရှိမှမိုင်းရှိတယ်ဒါကျွန်တော်ရှိမှကျွန်တော်ရဲ့နေရဲကျွန်တော်ရဲ့ပေါ်တာတွေပေါ့ပရစ်တို့ဖောက်ရှိတယ်တော်ဘာရင်သိငယ်ရှိသေးတယ်သူအမြဲအဲ့ဒါတက်ကျွန်တော်အဲ့ဒါဟုတ်နေပြီတရားမျှတအောင်တော့ဖန်တီးပေးထားပါတယ်နော်ဟိုဒီမှာပတ်ဝန်းကျင်ကောင်းကောင်းဟိုလုံးတဘာဝရင်သိငယ်များတဲ့နေရာမှာမိုက်ကလေးတစ်လုံးတော့လက်ဝဲပိုင်ဆိုင်လိုက်ရပြီးတော့ဟိုတဘာဝရင်သိငယ်တွေကိုကာဝယ်နိုင်တဲ့နေရာမှာကျတော့ဖုန်းနဲ့ဖမ်းရမှာနော်ဟုတ်ဘာညာတော့မဟုတ်ဘယ်ညာပေါ့တစုံပေါ့နော်ဟုတ်ကဲ့ဟိုဒီအားတော့ဒါကတော့ကျွန်တော်ဒီတချင်းကိုဖန်တီးတဲ့အချိန်လေးမှာရှိတဲ့ instrument ရှိတဲ့ပစ္စည်းလေးတွေနဲ့အကောင်းဆုံးစူးစမ်းထားတဲ့ဟာလေးတွေကျွန်တော်တွေ့ရတယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်နာချင်ရတဲ့ခဏတည်းပဲခါရမလက်တွေဖြည့်စီရမဲ့လေအစေကပါစာကက်တွေနာချင်ရတဲ့ခဏတည်းပဲခါရမလက်တွေဖြည့်စီရမဲ့လေအစေကပါစာကက်တွေ